မထင်မှတ်ထားသောခင်မင်မှု wholesome or adventure ကိုအခြေခံပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းတိုလေးတစ်ပုဒ်ဖန်တီးပေးလိုက်ပါတယ်ခင်ဗျာနှင်းတောင်ကြီးကတငယ်ချင်းတို့မြူနင်းဒီအမြဲဖုံးလွှမ်းနေတဲ့အာကန်ဒါတောင်တန်းကြီးရဲ့အနက်ဆိုင်ဆုံးဂူးတစ်ခုထဲမှာ Gram တော်လို့အမည်ရတဲ့အေယာမနဂါးကြီးတစ်ကောင်ရှိပါတယ်သူ့ရဲ့အကြီးခွန်တွေကမီးခိုးရောင်တာမဏီတွေလိုမာကြောပြီးမျက်လုံးတွေကတော့ရွှေအိုရောင်တောင်နေတတ်ပါတယ်ဒီနေ့မှာတော့ Gram တော်ဟာဂူးအဖင်ဘက်ကရေခဲပြင်ပေါ်မှာလမ်းလျှောက်နေရင်ရှေးဟောင်းမော်အတက်နဲ့ပြုတ်လို့ထားတဲ့နဂါးဖန်းတန်ကြိုးတစ်ခုတည်းကိုမတော်တဆချေချမိသွားပါတော့တယ်အဲ့ဒီတန်ကြိုးကနဂါးရဲ့အင်အားကိုစုပ်ယူနိုင်စွမ်းရှိတာကြောင့် Gram တော်ဟာဘလို့မှယုံမရပဲနှင်းထဲမှာလဲကျနေခဲ့ရတယ်အတန်ကြာတော့ဘာရင်လို့ခေါ်တဲ့လူမှုလေးတယောက်ဟာတစ်မြင့်ရှာရင်အဲ့ဒီနဂါးကြီးစီကိုရောက်လာပါတယ်။တာမန်လူဆိုရင်တော့နဂါးကြီးကိုမြင်တာနဲ့ကြောက်လန့်ကြထွက်ပြေးမှာဖြစ်ပေမယ့်ဘာရင်ကတော့ထူးကြပါတယ်။သူကနဂါးကြီးရဲ့မျက်လုံးထဲမှာနာကျင်မှုကိုမြင်လိုက်ရတယ်။မကြောက်ပါနဲ့နဂါးကြီးဟာမြင်းကုန်ငါမတတ်ပါဘူး။ငါရဲ့ပစင်ကကြောက်တုံးထက်မာတဲ့မော်တန်ကြိုးကိုဖျက်နိုင်မလားကြည့်အောင်။ဘာရင်ဟာသူ့ရဲ့အဖိုးတန်တောင်းပေါ်ပစင်ကိုထုတ်ပြီးတန်ကြိုးကိုအားကိုလွှဲရိုက်လိုက်ပါတယ်။တစ်ချက်နှစ်ချက်သုံးချက်နောက်ဆုံးမှတော့မော်တန်ကြိုးဟာတဖြောက်ဖြောက်နဲ့ပြတ်တော့သွားပါတော့တယ်အင်အားတွေပြန်ပြေးလာတဲ့ Gram တော်ဟာထိရလိုက်ပြီးဘာရင်ကိုစိုက်ကြည့်ပါတယ်ဘာရင်ကတော့မတုံမလို့ပဲပြန်ကြည့်နေခဲ့တယ် Gram တော်ကခေါင်းကိုနှိမ်ချလိုက်ပြီးနဂါးဘာသာစကားနဲ့ကျေးဇူးတင်ပါတယ်လူသားလေးလို့ပြောလိုက်တယ်လို့မျိုးလေးတန်တစ်ခုပြုတ်လုပ်လိုက်ပါတယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ကခွဲမရတဲ့တငယ်ချင်းတွေဖြစ်သွားကြတယ်ဘာရင်ကနဂါးကြီးရဲ့အခြေကွန်ကြားထဲမှာပေါက်နေတဲ့မှုတွေကိုရှင်းပြီးတယ်နဂါးကူတွေကယရနာတွေကိုတန့်ရှင်းပြီးတယ်ဂရန်တော်ကဘာရင်ကိုသူ့ကြောပေါ်တင်ပြီးတိမ်တွေအထက်မှာပြန်တန်းပေးတယ်ဘာရင်အထက်လိုအပ်တဲ့တပ်တူရိုင်းတွေကိုတောင်ထိပ်တွေကနေရှာပေးတယ်ဒီဇလန်းကအကူအညီပေးဖို့ဆိုတာအရွယ်စားနဲ့မဆိုင်ဘူးဆိုတာရဲ့ကျင်နာမှုဟာမတူညီတဲ့မျိုးနွယ်စုနှစ်ခုကြားမှာတရားတစင်းခင်းပေးနိုင်တယ်ဆိုတာကိုပြသနေပါလေဘာရင်ဟာနဂါးကြီးနဲ့တငယ်ချင်းဖြစ်နေတာကိုရွာကိုပြန်ပြောပြတဲ့အခါဘယ်သူမှမယုံကြပါဘူးလူပုမျိုးနွယ်စုရဲ့အကြီးအကဲအဘိုးကြီးတော်ရင်ကဒေါသတကြီးနဲ့ပြောလိုက်ပါတယ်ဘာရင်နဂါးဆိုတာငါတို့ရဲ့ရန်သူပဲသူတို့ကငါတို့ရှာဖွေထားတဲ့ရွှေတွေကိုခိုးယူတတ်တဲ့သရဝါတွေမင်းအဲ့ဒီနဂါးကြီးကိုရွာအနာခေါ်မလာနဲ့တညမှာတော့တောင်ပေါ်ကနေကြောက်ပြီးလူဆိုတဲ့အုပ်စုကြီးဆင်းလာပြီးလူပူလေးတွေရဲ့ရွာတိုက်ခိုက်ပါလို့လေကြောက်ပြီးလူတွေကအရန်တန်မာပြီးလူပူလေးတွေရဲ့ပစိန်တွေနဲ့မတိုးနိုင်ဘူးချင်းနေရွာသားတွေအားလုံးဘေးလွတ်ရာကိုပြေးနေကြခြင်းကဘာရင်ကတော့တောင်ကုန်းပေါ်ကိုပြေးတက်သွားပြီးသူ့ရဲ့ဦးချိုကပတ်ခေါ်ဟွန်ကိုကျဲလောင်စွာမှုတ်လိုက်ပါတယ်ခဏကြာမှာတော့တိတ်တိုက်တွေကြားကနေမိခိုးရောင်အရေးကြီးတစ်ခုဆင်းသက်လာတယ်အဲ့ဒါ Gram တော်ပါပဲ Gram တော်ကမြေပြင်ကိုဆင်းသက်လိုက်ပြီးသူ့ရဲ့အားကောင်းတဲ့အမီးနဲ့ကြောက်ပြီးလူတွေကိုရိုက်ထုတ်လိုက်တယ်ပြီးတော့ကောင်းကင်ကနေမိတောက်တွေမှုတ်ထုတ်ပြီးရွာကိုကာကွယ်ပေးခဲ့တယ်ကြောက်ပြီးလူတွေကြောက်လန့်တကြားထွက်ပြေးသွားတဲ့အခါရွာသားတွေဟာကြောက်ကြောက်လန့်လန့်နဲ့ Gram တော်ကိုကြည့်နေကြတယ်အဲ့ဒီအချိန်မှာဘာရင်က Gram တော်ရဲ့နှာခေါင်းကြီးကိုအသားအရပုတ်တက်ရင်းပြောလိုက်တယ်ကြည့်ကြပါဦးဒီနဂါးကြီးကငါတို့ကိုမတက်ဘူးသူကငါတို့ရဲ့ရွာကိုကာကွယ်ပေးခဲ့တာပါသူဟာရွှေကိုမမတ်မောပဲခင်မင်မှုကိုပဲတန်ဖိုးထားတဲ့နဂါးပါအဖိုးကြီးတော်ရင်နဲ့ရွာသားတွေဟာသူတို့ရဲ့အမားကိုတည်သွားကြတယ်သူတို့ဟာ Gram တော်ကိုကျေးဇူးတင်တဲ့အနေနဲ့အေယာမတန်ပဏိတန်ချက်ကတစ်ခုကိုနဂါးကြီးအတွက်အထူးပြုလုပ်ပေးခဲ့ကြတယ်အခုဆိုရင် Gram တော်ဟာလူပူလေးတွေရဲ့ရွာကိုစောင့်ရှောက်တဲ့တောင်တန်းစောင့်နှံဖျားဖြစ်လာတယ်လူပူလေးတွေကနဂါးကြီးအေးစစ်စစ်အိတ်ဆက်နိုင်ဖို့ဂူထဲမှာလွေးထွေးတဲ့အခင်းချင်းတွေနဲ့စားစရာတွေကိုအမြဲပြင်ဆင်ပေးထားကြတယ်။ဘာရင်နဲ့ Gram တော်တို့ဟာညနေတိုင်းတောင်ထိပ်မှာထိုင်ပြီးနေဝင်တာကိုအတူတူကြည့်လိရှိကြတယ်။အရွယ်စားချင်းမတူပေမဲ့သူတို့ရဲ့နှလုံးသားချင်းကတော့တစ်ထက်တည်းကျနေပါတော့တယ်။ဘာရင်နဲ့ Gram တော်တို့ရဲ့ခင်မင်မှုဟာတောင်ပေါ်ဒေသတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပြီးလူပူလေးရွာနဲ့နဂါးကြီးဟာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လာကြပါပြီ။ ဒါ
ဒါပေမဲ့ဒီငြင်းချက်မှုကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့သူတဦးရှိပါတယ်သူမကတော့အမောင်နဲ့သမီးမော်ဂါနာပဲဖြစ်ပါတယ်မော်ဂါနာဟာရှေးဟောင်းပစ္စည်းတွေကိုလိုက်လံစုဆောင်းနေသူဖြစ်ပြီးဂရန်တော်ရဲ့အကြေးခွန်တွေနဲ့သူ့ရဲ့နှလုံးသားမှာရှိတဲ့မော်ဆွမ်းအားတွေကိုလိုချင်နေပါတယ်တနေ့မှာတော့မော်ဂါနာဟာအာကန်ဒါတောင်ချီကိုရောက်လာပြီးလူခုရွာအနီးမှာပေါအောင်နေခဲ့တဲ့သူမဟာငကားအိတ်ဆေးမော်တစ်ခုကိုဖန်တီးပြီးဂရန်တော်ရဲ့ကူထဲကိုလေထဲကနေပစ်ထည့်လိုက်တဲ့ဂရန်တော်ဟာမော်ဆေးမိသွားပြီးနှဆိုင်တဲ့အိတ်ဆက်ချင်းစီကိုရောက်သွားပါတော့တယ်ဂရန်တော်ကိုမတွေ့ရတဲ့အခါဘာရင်ဟာစိုးရိမ်တကြီးနဲ့ကူထဲကိုတွားကြည့်ခဲ့တဲ့ငကားကြီးအိမ်မောကြနေတာကိုမြင်တော့မော်ဂါနာရဲ့လက်ချက်မှန်သူချက်ချင်းတိလိုက်တဲ့ဘာရင်ဟာရွာကိုပြန်ပြေးပြီးအဖိုးကြီးတော်ရင်ကိုကူညီတောင်းလိုက်တယ်အဖိုးကြီးဂရန်တော်ကိုကယ်မဖြစ်မယ်အမောင်နဲ့သမီးမော်ဂါနာကသူ့ကိုမော်ဆေးနဲ့အိမ်မွေးချထားတာရွာသားတွေဟာသူတို့ကိုကယ်တင်ခဲ့မှုတဲ့ဂရန်တော်အတွက်အသက်ဆုံးဖို့ဝင်မလေးကြပါဘူးသူတို့အားလုံးပူးပေါင်းပြီးမော်ဂါနာကိုတိုက်ခိုက်ဖို့အတွက်လက်နက်တွေပြင်ဆင်ကြပါတယ်။ဘာရင်ကပြစ်မှတ်လွဲများကိုပြုလုပ်ပြီးမော်ဂါနာရဲ့မော်ဆွမ်းအားကိုပြစ်မှတ်လွဲစေမဲ့မော်ကြောက်တုံးတွေကိုများထိပ်မှာတက်ဆင်လိုက်တယ်။ရွာသားတွေကမော်ဂါနာရဲ့မော်ဆွမ်းအားကိုယာယီပိတ်ဆို့နိုင်တဲ့မော်ဆွမ်းအားချိဖြတ်ခလုတ်တွေကိုရေအောက်မှာထောင်ချောက်နေနဲ့တက်ဆင်ကြတယ်။မော်ဂါနာဟာဂရန်တော်ရဲ့အကြေးခွန်တွေကိုယူဖို့ကူထဲကိုဝင်လာချိန်မှာဘာရင်တို့လူကူလေးဖွဲ့ကသူမကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။ဘာရင်ကမော်များတွေနဲ့ပစ်ခတ်လိုက်ရာမော်ဂါနာရဲ့မော်ဆွမ်းအားတွေယာယီပြောက်ွယ်သွားတဲ့မြေအောက်ထောင်ချောက်တွေကလည်းသူမရဲ့လှုပ်ရှားမှုကိုပိတ်ဆို့ထားလိုက်တယ်။ငကားကြီးကိုထိဖို့မကြိုးစားနဲ့မင်းကိုငါတို့ခွင့်ပြုမှာမဟုတ်ဘူး။ဘာရင်ကမော်ဂါနာကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်တယ်။မော်ဂါနာရဲ့မော်ဆွမ်းအားတွေလုံးဝပြောက်ကွယ်မသွားခင်မှာပဲဘာရင်ဟာသူမကိုနောက်ဆုံးမော်များနဲ့ပြစ်လိုက်ရာသူမဟာဂရန်တော်ကိုမထိရပဲအမောင်ထုတဲ့ကိုပြောက်ကွယ်သွားပါတော့တယ်။ဘာရင်နဲ့ရွာသားတွေဟာဂရန်တော်ရဲ့ဘေးကနေတညလုံးစောင့်နေခဲ့ကြတယ်။မနက်မိုးလင်းတော့ဂရန်တော်ဟာမျက်လုံးတွေကိုဖွင့်ကြည့်လိုက်ပြီးဘာရင်ကိုကျင်နာစွာကြည့်လိုက်တဲ့သူဘာတွေဖြစ်ခဲ့လဲဆိုတာငကားကြီးသိနေခဲ့တယ်။ထိုနေ့မှစ၍လူကူလေးတွေဟာငကားကြီးကိုသူတို့ရဲ့မိသားစုဝင်ဖြစ်အပြည့်အဝလက်ခံလိုက်ကြတယ်။အနေနဲ့တစ်ခုကြုံတိုင်းဘာရင်နဲ့ဂရန်တော်တို့ပူးပေါင်းပြီးကာကွယ်ခဲ့ကြတယ်။မတူညီတဲ့တတဝါနှမျိုးရဲ့ခင်မင်မှုဟာတောင်တန်းကြီးရဲ့ဒဏ္ဍာရီဖြစ်ထာဝရတည်တံ့သွားပါတော့တယ်။ဒီဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီခင်ဗျာကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးဒီနားက notification လေးကိုနှိပ်ပေးခြင်းဖြင့်အားပေးကြပါဦးနော်